ဒီလိုင်းညာထွက်နေရလေ ဘူးမှာကွာဘာမှမလုပ်ဘူး ကွာဘလို့တော့အောင်သွားတယ်တော့ရေကြီးတဲ့နဲ့ရေချန်ထွက်နေတာပေါ့